လူတယောက်ဟာအနှဲငယ်လှုပ်ရှားလိုက်တာနဲ့အသက်အန္တရာယ်ရှိနိုင်တဲ့တန်ကရိယာတစ်ခုထဲမှာခေါင်းညက်ပြီးရက်နေခဲ့ရပါတယ်။သူ့ရဲ့အားနည်းနေတဲ့အခြေအနေကိုကြည့်ပြီးရန်သူကဝမ်းသာအားရာရင်မောနေခဲ့တာပါ။အန္တရာယ်နဲ့ရင်ဆိုင်နေရပေမဲ့လည်းထိုလူဟာစိတ်အေးထားပြီးဗုဒ္ဓကျမ်းစာတွေကိုရွတ်ဖတ်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုရန်သူရဲ့ခေါင်းဟာလည်းအလားတူတန်ကရိယာတစ်ခုထဲမှာညှက်မိသွားပါတော့တယ်။တပတ်တွေတင်းကျပ်လာတာနဲ့အမျှရန်သူဟာဘလို့ရက်တက်ရမလဲမသိပဲထိတ်လန့်တုန်လှုပ်သွားပါတယ်။ထိုလူကတော့ဂါထာတွေကိုဆက်လက်ရွတ်ဆိုရင်းရန်သူရဲ့လူသက်လိုတဲ့စိတ်ရိုင်းတွေကိုဆွတ်လွတ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ရန်သူကနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အသက်ဘေးကလွတ်ဖို့အသေးအတန်စူးစမ်းရင်းရန်သူဟာသူ့ရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ကရိယာဟာစတင်ရော့ရဲလာပြီးသူ့အသက်ကိုချမ်းသာပေးခဲ့ပုံရပါတယ်။ဒါပေမဲ့ထိုလူကသူ့ရဲ့သာသနာဝင်ဝါဒတုတ်ကိုလှုပ်ခါလိုက်တာနဲ့ရန်သူခေါင်းပေါ်ကတန်ကရိယာဟာကျိုးပြတ်သွားခဲ့လို့ရန်သူဟာမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။အဆုံးမှာတော့ရန်သူဟာတိုက်ပွဲကိုငြိမ်းချမ်းစွာအနိုင်ယူခဲ့တဲ့ထိုလူထံမှအကျွင့်မဲ့အရှုံးပေးဒူးထောက်သွားခဲ့ပါတော့တယ်။